အားလုံးပဲမင်္ဂလာပါကျေးဇူးနိုင်ငံတကာလေးစိတ်မှာ GDC Duty Free Shop ရှိတယ်ဆိုတာသိကြပြီလားဒီရင်းလေးကြောင်းလိုက်နေတဲ့၃လွန်မှာရှိပြီးတော့ရေရမထွက်ခင်ပေါ့ပေါ့ပါပါ shopping ထွက်လို့ကောင်းတဲ့နေရာလေးဖြစ်ပါတယ်ဒီမှာဆိုရင် makeup ရေမွေးဖြော်ရမက fashion တွေအစား brand တွေကတော့အစုံပါပဲဒါအပြင်ချစ်စရာကောင်းတဲ့ခြေကျူးအိမ်ပြန်လက်ဆောင်အယုံလေးတွေလည်းအများကြီးရှိပါတယ် GDC Duty Free Shop ရဲ့ထူးခြားချက်၃ခုပထမတစ်ချက်ကတော့နာမည်ကြီး brand တွေကိုအခွန်သက်သာရေးဈေးနှုန်းတွေနဲ့ရရှိနိုင်ပါတယ်ဒုတိယတစ်ချက်ကတော့ domestic terminal နဲ့နေတဲ့အတွက်ကြောင့်လွယ်လွယ်ကူကူဝယ်ယူနိုင်ပါတယ်တတိယတစ်ချက်ကတော့တိုင်ရှင်းတက်ရက်တဲ့နေရာနဲ့ပေါ်ရတဲ့စားပြီးကြောင့် shopping ထွက်လို့အရန်ကောင်းတဲ့နေရာဖြစ်ပါတယ်ဆိုင်ထဲကိုဝင်ကြည့်လိုက်မယ်ဆိုရင်မွေးပြတ်တစ်လွယ်မှုကတော့အပြည့်ပါပဲOTT လျှောက်ကြည့်ရင်လည်းစိတ်ခံစားချက်ကောင်းစေတာမို့ခြေကျူးလာလဲဆိုရင်ဈေးသက်သက်သာသာနဲ့ပေါ့ပေါ့ပါပါဝယ်ယူနိုင်တဲ့ဒီနေရာလေးကိုတေချာပေါက်တော့ကြည့်ကြပါနော်